ဟစ်တလာရဲ့မပြီးမြောက်ခဲ့တဲ့ဆန္ဒတစ်ခုလူအများစုကဟစ်တလာရဲ့ဆန္ဒဆိုရင်စစ်နိုင်ဖို့ကိုပဲသိကြပါတယ်။သူကဂျာမန်လူမျိုးဟာအမြင့်ဆုံးလူမျိုးဖြစ်တယ်လို့ယုံကြည်ပြီးအခြားလူမျိုးတွေကိုအနှိမ့်အမြင့်ခွဲခြားခဲ့တာကြောင့်စစ်ပွဲကြီးတစ်ခုအဖြစ်ပွားခဲ့တာပါ။ဒါပေမဲ့သူ့မှာနောက်ထပ်အရန်ကြီးမားပြီးလူသိနေတဲ့အိမ်မက်တစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့ဘာလင်မြို့တော်ကိုလုံးဝဖြိုချပြီးဂျာမနီးယားလို့ခေါ်တဲ့ကမ္ဘာအကြီးကျယ်ဆုံးမြို့တော်တည်ကြီးကိုတည်ဆောက်ဖို့ပါပဲ။ဒီမြို့တော်တစ်ထဲမှာအိုင်ဖယ်မျှော်စင်တောင်အသာလေးဆန့်နိုင်တဲ့အမိုးခိုးပုံစံခန်းမကြီးမိုက်တိုင်ချီရှည်တဲ့လမ်းမကြီးတွေနဲ့အေယာမအဆောက်အုံကြီးတွေပါဝင်ဖို့ဒီဇိုင်းဆွဲခဲ့ပါတယ်။ဒါဟာသူ့ရဲ့တကူအာနာနဲ့နာဇီဝါဒကိုကမ္ဘာကိုပြသခြင်းနဲ့စိတ်ကူးရင်အိမ်မက်ကြီးပါ။ဒါပေမဲ့ဒုတိယကမ္ဘာစစ်မှာဂျာမနီစစ်ရှုံးသွားတာကြောင့်ဒီဇိုင်းပုံစံတူတွေပဲရှိရဲ့ဒီအယူအမှုမြို့တော်ကြီးဟာစာရွက်ပေါ်မှာအိမ်မက်တစ်ခုအဖြစ်ကျန်ရစ်ခဲ့ရပါတယ်။